လွန်တန်ထူးဆန်းတာပေါ့နော်အလွန်တန်ထူးဆန်းတယ်အဲ့တော့အနောက်ကဘာရဲ့ခေါင်းဆောင်တွေမင်္ဂလာပါဒီရှန်နေမြန်မာမှကြိုဆိုပါတယ်ဒီရှန်နေမြန်မာဟာဆိုရင်နေ့စဉ်တွေဥတွန်လိုက်ရေးနဲ့ပတ်သက်တဲ့သတင်းတို့သတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ဒီရှန်နေမြန်မာကိုစကိုင်းလေးလုပ်ပေးပြီးအသစ်တင်တိုက်သိရအောင်ဘေးနာကနိုတီခေါက်လောက်လေးကိုပါနိုင်ပေးခဲ့ပါနော်ကျေးဇူးသူများကိုအထူးပဲကျေးဇူးတင်ပါတယ်တုတ်ပြန်တာကအလွန်တန်ထူးဆန်းတယ်ဒီရိုမေးနီးယားမှာဖြစ်သွားတဲ့ရွေးကောက်ပွဲလိုပုံစံတွေအခုလက်ရှိဖြစ်နေတဲ့ရွေးကောက်ပွဲနေထားတဲ့ဒီဥရောပခေါင်းဆောင်တွေပြောနေဆိုနေဆက်ဆံနေကြတဲ့ပုံတွေဒါတွေကိုကြည့်ပြီးတော့သူတို့နောက်ွယ်မှာတခုခုဖြစ်နေတယ်ဆိုတဲ့ပုံစံကိုတွေ့ရတယ်ထူးဆန်းတာကဥရောပမှာရှိတဲ့နိုင်ငံရေးသမားတွေအားလုံးကအရင်တော့ပြည်တွင်းနိုင်ငံရေးရမတည့်ကြဘူးမတည့်ကြဘူးဆိုအာနာပါဝါအတွက်သူ့ပါတီငါပါတီအပြိုင်ဆိုင်ပြောကြတာသူတို့သဘောထားတွေဘယ်တော့မှမတိုက်ဆိုင်ဘူးဒါပေမဲ့ဒီနေ့တသံနဲ့ထွက်နေတယ်ပြောချင်တာကကျွန်တော်တို့ UK နိုင်ငံမှာလဲConservative Party ကလုပ်ရင် Labour ကအမြဲတမ်းမကောင်းပြောတယ် Labour လို့မြောက် Conservative Party အမြဲတမ်းမကောင်းပြောတယ်ဒီနေ့နှစ်ယောက်လုံးကတသံနဲ့ထွက်နေတယ်သူတို့ကောင်းပဲပြည်သစ်လိုနိုင်ငံမှာလဲတသံလဲထွက်နေတယ်ဘယ်တော့တသံလဲထွက်လဲဆိုတော့ပြည်သစ်ပုံမှန်နိုင်ငံရေးပါတီတွေမပြောနဲ့လက်ရစွန်းလို့ပြောနေတဲ့ Mrs. Lipin လို့ပါတီရအောင်တသံနဲ့ညီနေတသံနဲ့အသံထွက်နေတယ်ဒုနေ့ကောင်းပဲဂျာမနီနိုင်ငံမှာလဲတသံနဲ့အသံထွက်နေတယ်အခုဂျာမနီနိုင်ငံဆိုရင်ဒါအခုတက်တော့မဲ့ဒီခေါင်းဆောင်သစ်ဆိုရင်သူကဂျာမနီနိုင်ငံမှာသူကအကျွေးနဲ့ပတ်သက်ပြီးတော့ဗောနော်သူကတ်သက်ထားတဲ့ပတ်စံအများကြီးပိုချီးလို့မရဘူးဆိုတော့ကတ်သက်ထားတဲ့ဥပဒေရှိတယ်အဲ့ဒီဥပဒေကိုတော့ဖျက်သိမ်းပြီးတော့သူက1 trillion ကျော်ပတ်စံအပိုအချီးပြီးတော့စီးရေးဘတ်ဂျက်တိဆောက်တော့မယ်ဆိုပြီးပြောနေတယ်ထိုနည်းလည်းကအီတလီပြင်သစ်နိုင်ငံမှာလည်းအဲ့ဒီတိုင်းပဲပြောနေတယ်မက်ခရွန်ကနောက်မက်ခရွန်ကလည်းသူ့နိုင်ငံပြည်သူတွေကိုထူးထူးခြားခြားမိန့်ခွန်းတွေတက်ပြောပြီးတော့နျူကလ িয়ার လက်နက်တွေဖြန့်ဝေဖို့နျူကလ িয়ার လက်နက်တွေတခြားမဟာမိတ်နိုင်ငံတွေကိုပေးဖို့စကားတွေစပြီးတော့ကန့်လှမ်းလာတယ်အီတလီလိုနိုင်ငံကလည်းတသံနဲ့ထွက်နေတယ်အဲ့ဒီမှာ EU မဟုတ်ဘဲနဲ့အိုက်စလန်လိုနိုင်ငံတွေနော်ဝေးလိုနိုင်ငံတွေဆွစ်ဇာလန်လိုနိုင်ငံတွေကလည်းတသံနဲ့ထွက်နေတယ်အရင်တော့ဥရောပဟာနိုင်ငံရေးရသဘောထားအမျိုးမျိုးဘလို့ပဲကွဲနေပြီမဲ့လေဒီနေ့သူတို့ပြောနေတာတွေကထူးထူးခြားခြားတသံနဲ့ထွက်နေတယ်အဲ့ဒီထဲမှာသူတို့အဓိကဒုက္ခရောက်နေတာကပြည်သူအဲ့တော့ဘာလို့လဲဆိုတော့အခုသူတို့သုံးမဲ့ပတ်စံတွေအားလုံးကပြည်သူကသဘောတူမှရမှာပြီးတော့နိုင်ငံတိုင်းမှာကလည်းဝင်ငွေနဲ့ထွက်ငွေနဲ့မမျှလို့တော့အကျွေးတွေတက်နေတာနိုင်ငံတိုင်းပြောချင်တာတိုင်းပြည်မှာရှိတဲ့ဝင်ငွေနဲ့တိုင်းပြည်မှာသုံးနေရတဲ့အသုံးစရိတ်တွေပေါ့အခုဒေါ်လာရေးမှာပြောနေသလိုပေါ့မင်းတို့ကဝန်ကြီးဌာနတွေများတယ်စစ်ရေးမှာပိုသုံးရမယ်လို့ပြောတယ်ဒါဒေါ်လာရေးမှာမှန်တယ်ဒီမှာကျတော့ဝန်ကြီးဌာနတွေများတော့အသုံးစရိတ်တွေအကုန်လုံးခွဲဝေပေးနေရတဲ့ခါကျတော့မလောက်နိုင်ဘူးဖြစ်နေတယ်အဲ့ဒီမှာပြည်သူတွေကိုဦးစားပေးတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေဦးစားပေးလုပ်ရတော့မလောက်နိုင်ဘူးဖြစ်နေတော့ပတ်စံကငကိုတွေကမှမလောက်ရတဲ့ကြားတယ်မင်းတို့ကစစ်အသုံးစရိတ်တွေယူမယ်ဆိုတော့အဲ့ဒီပတ်စံ20 billion ဆိုတဲ့ပတ်စံဘယ်မှာသွားရှာမှာဘယ်ရမှာလဲငါတို့ကအဲ့တော့ချီရတော့မယ်ဆိုရင်အကျွေးတက်မယ်အကျွေးတက်ရင်ဘာဖြစ်မလဲနောက်မျိုးဆက်ပြည်သူတွေကပြန်ဆက်ရတော့မယ်အတိုးတွေဆက်ရမှာလीအဲ့တော့နောက်မျိုးဆက်ပြည်သူတွေကပြန်ဆက်ရတော့မှာအဲ့တော့အဲ့ဒါကိုပြည်သူတွေကကြည်ပြူမှရမှာအဲ့တော့ပြည်သူတွေကိုလည်းအစိုးရတွေကသူတို့လုံမဲ့ကိစ္စတွေကိုစီးယုံနေရတယ်အဲ့တော့ဥရောပသားတွေကလည်းဟာဒါမှန်တယ်ဒါလှုပ်တဲ့နေအတန်နဲ့ထွက်ရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်ဖို့မြင်ဖို့လက်ရှိပဋိပက္ခကြီးကိုလက်ခံဖို့အတွက်သူတို့ကစီးယုံရမယ်ဒါပေမဲ့အဲ့ဩရာကဥရောပသားအားလုံးနဲ့တသံနဲ့ထွက်တယ်တသံနဲ့ထွက်နေတယ်အဲ့တော့ဒါတွေအားလုံးကတိုက်ဆိုင်တာလားဘာဖြစ်နေကြတာလဲ
တခုခုတော့ထူးဆန်းနေတယ်ဘာဖြစ်နေကြတာလဲအဓိကကတော့အခုနေကိုကအနာမခံထားဘူးဆိုရင်ဖြစ်လာတဲ့အခါကျရင်ဆူဆူဝါခံရမှာအခုကကိုကနောင်မျိုးဆက်တွေအားလုံးအကျိုးတက်မှာအတိုးတက်မှာဆိုလို့ကိုကအခုတည်းကမရင်းနှီးမမြုံနှံထားရင်အဲ့ဒီအတိုးနဲ့ဆိုတဲ့ကိုရဲ့ဟိုအကျွေးတက်တာတဲ့ဆိုတဲ့ဘဝတွေပြတ်သွားတာအသက်တွေသေးမှာဥအိမ်တွေဆုံးရှုံးသွားမှာပို့ပြီးတော့ပေးဆက်ရမှာပို့ပြီးတိုင်းပြည်ဒုက္ခရောက်သွားပြီကိုဒီပါဆင်းရဲသွားနိုင်နေဆိုတဲ့အချက်ကိုပြည်သူတွေကတို့ရဲ့ဘဝတွေအတွေ့အကြုံတွေသမိုင်းတွေရသိထားတဲ့ပုံပဲအခုပဲကြည်လေကျွန်တော်မြန်မာနိုင်ငံဟာပြည်ပြည်လဲလဲနဲ့ကျွန်တော်တို့မလုံနိုင်ခဲ့ဘူးအသွင်မပြောင်းနိုင်တဲ့ခါမှာအဲ့ဒီတော့ကကိုစည်းနှုတ်တက်တာဘာဖြစ်တယ်ညာဖြစ်တယ်ပြောတယ်ကြမ်းဖို့တွေပေါ့ပြောချင်တာကြမ်းဖို့ကိုထောက်ခံတဲ့လူတွေဒေါ်ဆန်းစုလက်ထက်မှာပြောတာအုပ်ပြည်ပြည်လဲမလို့တဲ့ခါမှာအဲ့ဒီတော့ကခံစားရတာနဲ့အစတရာလောက်တိုက်ပြည်ဟာပြည်သူတွေခံစားနေရပြီလူမြန်မာနိုင်ငံမှာဟုတ်ကြည့်ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေရန်ကုန်သားတွေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေမန္တလေးသားတွေလက်ခံသည်ဖြစ်စေမလက်ခံသည်ဖြစ်စေမော်လမြိုင်သားတွေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေပြည်သားတွေလက်ခံသည်ဖြစ်စေမလက်ခံသည်ဖြစ်စေပသိမ်သားတွေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေပြည်လဲဖြစ်အောင်မလုပ်ခဲ့ကြနိုင်တဲ့အခါမှာအဲ့ဒီတွေကလည်းရင်းနှီးမြုံနှံမှုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေမချပေးနိုင်တဲ့အခါမှာဒီနေ့ခံစားရတာကြောက်စရာကောင်းတော့အောင်ခံစားနေရပြီဒီထက်ပိုဆိုးတော့မှာအဲ့တော့တော်လာရေးရှိနေတဲ့မင်းအောင်လိုင်းတို့ကလည်းမရှုံးကျင်တဲ့အတွက်လူဆိုးတွေကိုခေါ်သွင်းတော့မှာဖြစ်တယ်ကမ္ဘာလူဆိုးကြီးများကိုမြန်မာနိုင်ငံကိုခေါ်သွင်းတော့မှာဖြစ်တဲ့အတွက်ကမ္ဘာလူဆိုးကြီးများကလူတွေကိုညှဉ်းပန်းနှိပ်စက်တော့မှာဖြစ်တယ်တိုင်းပြည်ကိုဖျက်ဆီးတော့မှာဖြစ်တယ်အဲ့ဒါမျိုးပဲဥရောပသားတွေကလည်းယူကရိန်းကိုတွေ့ထားတယ်ငါတို့အခုနေတာမှာအတိုးတက်ခံပြီးတော့ငါတို့အစိုးရပြောတဲ့ပတ်စံတွေနဲ့ဒီစစ်ရေးတိဆောက်မှုမလုပ်ဘူးဆိုရင်အုပ်စီတော့တိဆောက်ထားလို့ငါတို့နိုင်ငံခိုင်မာလာလို့စစ်ပွဲကိုတားနိုင်လိုက်တယ်ဆိုရင်ငါတို့ဒီအတိုးပဲဆက်ရမှာဝန်တို့ဘူးရှိမှာမတားနိုင်ရင်ယူကရိန်းကိုကြည့်အချိန်မီဒုံးကြီးတွေရောက်ပြီးဘဝတွေပြက်မီးတွေလောင်တိုက်ပြည်ရဲ့စီးပွားရေးလေးပြက်ယူကရိန်းလိုပဲကူဘာကဲပါဖြစ်သွားရင်ငါတို့ပေးဆက်ရမှာကအခုငါတို့လက်နက်တပ်စင်တာကိုသဘောတူပေးလိုက်တာနဲ့အစတရာလောက်ငါတို့ရဲ့ဘဝတွေအသက်တွေလူသန်းနဲ့ချီပြီးယူကရိန်းမှာသိသွားပြီအဲ့ဒီသန်းနဲ့ချီတဲ့လူတွေမှာဥရောပမှာလာဖြစ်ရင်ကိုယ့်အသက်လည်းပါသွားနိုင်တယ်ပြင်အိုးအိမ်ကြီးဆုံးရှုံးသွားမယ်တိုင်းပြည်လည်းဆင်းရဲပဲမွဲတေသွားရင်ငါတို့အစိုးရပတ်စံငါတို့ပတ်စံဖြစ်တယ်ငါတို့နောက်မျိုးဆက်တွေပဲယူကရိန်းမှာလိုပဲပက်ဆက်ခံစားရမှာကိုပြည်သူတွေကမြင်နေပုံပဲအဲ့တော့ပြည်သူလည်းသသားတည်းရှိနေတယ်အစိုးရကောပြည်သူကောနိုင်ငံရေးပါတီတွေကောမီဒီယာတွေကောသသားတည်းသံတည်းထွက်နေကြတယ်အားလုံးညီတယ်အားလုံးညီနေတယ်သံတည်းထွက်နေကြတယ်ဘာကြောက်လဲသူတို့ယူကရိန်းကိုမြင်ထားပြီးပြီကိုသူတို့ဒုတိယကမ္ဘာစစ်ကိုမြင်ထားပြီးပြီကိုသူတို့ပထမကမ္ဘာစစ်ကိုမြင်ထားပြီးပြီကိုသူတို့နိုင်ငံသားတွေသန်းနဲ့ချီပြီးတည်ခဲ့တာတွေသူတို့ရဲ့ဥရောပသားတွေဥရောပတစ်ခွင်မှာရဲဆက်ဘုံတွေကျပြစ်ကြခတ်ကြတတ်ကြဖြတ်ကြလေချောင်းရန်တွေ့ထားပြီးတာတွေသူတို့မျိုးတွေအားလုံးဒီလေချောင်းရန်နေတဲ့လူတွေတည်ခဲ့တာတွေဆင်ခဲ့တာတွေဆင်းရဲခဲ့တာတွေပြုတ်ပြက်စီးသွားတာတွေဘဝတွေပြန်တီဆောက်ရတာတွေယနေ့ရနေတဲ့အခွင့်အရေးတွေဆိုတာယနေ့ရနေတဲ့အနေအထားတွေဆိုတာအားလုံးပျောက်ဆုံးသွားပြီအဲ့လိုအနေအထားများအရာဥရောပသားတွေသံနဲ့ထွက်တယ်ဥရောပခေါင်းဆောင်တွေသံနဲ့ထွက်တယ်နိုင်ငံရေးပါတီတွေသံနဲ့ထွက်နေတယ်ဘာကြောက်ပါလဲဒီအင်တာဗျူးလေးကိုကျွန်တော်ပြောပြမယ်အဲ့ဒီအင်တာဗျူးထဲမှာပြောရတဲ့လူကလက်ရှိအစိုးရတာဝန်ရှိသူမဟုတ်ဘူးလေဘာပါတီကတာဝန်ရှိသူတယောက်ဖြစ်ခဲ့ဘူးတယ်နောက်တစ်ယောက်ကကြတော့အရင်အစိုးရလက်ထက်ကကက်ဘိနက်ဝန်ကြီးမစ္စစ်ပန်ဒီမန်တောက်ပါသူလည်းအရင်တုန်းကနေဗီမှာနေဗီအထွက်ခဲ့တဲ့စစ်မှုထမ်းဟောင်းပါ
သူကဗီချီဆိုးနဲ့လက်ထက်မှာထိတ်တန်းခေါင်းဆောင်ဖြစ်ခဲ့တယ်ကက်ဘိနက်ရေးရာဝန်ကြီးလုပ်ခဲ့တယ်ကက်ဘိနက်ရေးရာဝန်ကြီးဆိုတာလွှတ်တော်မှာသူကအာဏာရှိတယ်သူပါတီတော့ကနေလွှတ်တော်ရေးရာဆွေးနွေးပွဲတွေအားလုံးသူကဥဆောင်ပြီးတော့လွှတ်တော်ကနေပါ policy ချတယ်ပြီးတော့သူကပါတီခေါင်းဆောင်ဖြစ်နေဝင်ရွေးခံရဘူးတယ်အဲ့တော့ဒီဥစ္စာလေးကိုဘာသာပြန်ပေးမယ်ဒါပေမဲ့နည်းနည်းလေးတော့စိတ်ရှည်ပေးပါအလယ်လောက်မှပါလာမှာအဲ့တော့အဲ့ဒီအကြောင်းအရာကြောင့်များအားလုံးကပြင်ဆင်နေကြတာလားပေါ့ဒီလိုအဲ့ဒီအကြောင်းအရာတာဟုတ်တယ်ဆိုရင်အမေရိကန်ပြည်သူတွေအဲ့လောက်တော့ညံ့လာပေါ့ကျွန်တော်ကအဲ့လိုပဲမေးချင်တယ်ဘာကြီးအောင်အညာခံရပြီလားပေါ့ကိုအထင်ကြီးနေတဲ့အမေရိကန်ပြည်သူတွေအဲ့လောက်တောင်ညံ့လာပေါ့ငါတို့အမေရိကန်ပေါ့သူတို့ကပြောနေတာလေအဲ့တော့